မင်္ဂလာပါရှင်တရားစလုံးပရိတွေကနေပြီးတော့ရနိုင်တဲ့ပရိလေးတွေကိုပြပေးပါမယ်เนาะဒါလေးကတော့ပရိကသူကအဖြူဘက်ပါတယ်အဖြူရောင်လေးပါเนาะအဖြူစွတ်ကြီးတော့မဟုတ်ဘူးเนาะတခြားဟိုကြောက်စိမ်းဆိုတော့လေဒီမှာအဖြူကိုမှဒီလိုပဲစိမ်းဘက်ကိုနည်းနည်းတန်းတာလေးလည်းပါမယ်အဖြူပေါ့เนาะဒါပေမဲ့သူ့ရဲ့တစ်ခုလုံးခြုံကြည့်လိုက်မယ်ဆိုရင်တော့အဖြူပါပဲเนาะဒီမှာဒါလေးကကြောက်သားလေးကိုအနီးကပ်ပြပေးတာပါကြောက်သားလေးလည်းလှပါတယ်เนาะဒါလေးကကျတော့3000ကျပ်ပါเนาะသူ့ရဲ့ site ကလေးကကျတော့ 6.6 ခွန်လောက်ပဲရှိတယ်ခွန်အောက်မှာရှိပါတယ်เนาะ6အကျော်ခွန်အောက်မှာရှိပါတယ်အဲ့တော့ဒါလေးကကျတော့အလုံးလေးတွေကနည်းနည်းသေးတယ်သေးတော့လူကြီးတွေဆိုရင်ဟိုကြောက်စိမ်းပတိဆိုရင်လေးတယ်လေအဲ့တော့လူကြီးတွေဆိုရင်ဒါဟိုစိတ်ဓာတ်ကြရင်လေးတဲ့အခါကိုမခံနိုင်ဘူးဆိုတော့ဒီလိုအသေးလေးတွေနဲ့စိတ်လို့အဆင်ပြေပါတယ်เนาะဒါလေးကတော့3000ကျပ်ပါ3000ကျပ်ပါသူကလေ site လေးကလည်းပိုသေးတယ်ဆိုတော့အရေးသွေးလေးကလည်းပိုပြီးတော့ကောင်းလာတယ်เนาะဒီမှာဒါအနီးကပ်ပြပေးတာပါเนาะသူရဲ့ကြောက်ရဲ့အရေးအသွေးလေးကိုပြပေးတာပါအဖြူဘက်ကိုပါမယ်เนาะဒါလေးကကျတော့3000ကျပ်ပါများသောအားဖြင့်တော့3000ခွဲကျပ်ပါเนาะ3000ခွဲကျပ်ပါများသောအားဖြင့်တော့အမရှိမှာပရိတွေကတရားရှစ်လုံးပရိတွေကအကုန်လုံးပြပြအားဖြင့်3000ခွဲကျပ်ပါပဲเนาะဒီမှာဒါလေးကကျတော့ခုနလိုအဖြူဆွဆွမဟုတ်ပဲねသူကကျတော့ပဲစိမ့်ဘက်ကလေးနည်းနည်းလေးတန်းမယ်เนาะပဲစိမ့်ဘက်တန်းမယ်သူ့ရဲ့ site ကလေးကလည်းအဲ့လိုလေးပဲခွန်ပေါ့เนาะဒါလေးကကျတော့ခုန6ထက်နည်းနည်းလေးကြီးမယ်ခွန် site 6တသမကိုခွန်အောက်မှာရှိပါတယ်เนาะခွန်အောက်မှာရှိပါတယ်ဒါလေးကလည်း site ကအသေးလေးပါပဲเนาะဒါလေးလည်း3000ခွဲကျပ်ပါဒီလို site သေးလေးတွေကဒီမှာကြည့်အလုံးလေးတွေဆိုရင်ညီစီစီလေးတွေနဲ့ပို့ပြီးတော့လည်းလှပါတယ်เนาะ3000ခွဲကျပ်ပါเนาะနောက်တစ်ခုကကျတော့သူ့ထက်လေးနည်းနည်းလေးပို့ပြီးတော့ကြီးလာမယ်တဖြည်းဖြည်းနဲ့နည်းနည်းကြီးလာမယ်ခွန်အကျော်လေးဖြစ်သွားမယ်ပေါ့เนาะခွန်အကျော်လေးဖြစ်သွားမယ်ဒီပုံစံလေးပါเนาะကြောက်ရဲ့ကာလာလေးတွေကဒီလိုလေးပါကြောက်သားလေးတွေဖြစ်တဲ့အတွက်ကြောက်အစစ်ဖြစ်တဲ့အတွက်ကာလာလေးတွေမယူမဆွဲလေးတွေပဲရှိပါမယ်เนาะအစိမ်းစစ်ကြီးလည်းမဟုတ်ဘူးအကြည်ဘက်ကိုတော့သွားတယ်เนาะသူကကျတော့အဖြူမဟုတ်ဘူးเนาะအစိမ်းမရင်ဘူးနုပေါ့အဲ့လိုမျိုးလေးပါเนาะဒါလေးကလည်း3000ခွဲကျပ်ပါပဲเนาะနောက်တစ်ခုကကျတော့အစိမ်းကိုမှသူကကျတော့အနက်ဟိုစိမ်းအစိမ်းရင်းပေါ့เนาะအစိမ်းရင်းဖြစ်တဲ့အတွက်တချို့အလုံးလေးတွေဆိုရင်အနက်ဖက်ကိုသွားမယ်အနက်တော့မဟုတ်ဘူးเนาะစိမ်းလုံးရင်းသွားတဲ့ပုံစံလေးပါသူကကျတော့လေကာလာစိမ်းနဲ့ရောင်အရမ်းလှတယ်ဒါပေမဲ့သူ့ရဲ့ဒီအလုံးလေးတွေမှာကျင်တော့နည်းနည်းလေးအလုံးမညီမညာလေးတွေရှိတတ်တယ်ဒါကလည်းအလုံးတအားညီသွားပြီဆိုရင်သူကဈေးကဒါဟိုပို့ပြီးတော့မြောက်သွားမှာပေါ့เนาะဒါလေးကအလုံးမညီမညာလေးတွေလည်းနည်းနည်းရှိတတ်တယ်နော်စိုက်ကလေးကကျတော့သူကခွန်အကျော်မှာရှိပါတယ်9.5ဝန်းကျင်လောက်ရှိသွားပြီပေါ့နော်လုံးဝအစိမ်းလေးပါနော်အစိမ်းလေးဈေးနှုန်းလေးကတော့3000ခွဲကျပ်ပါပဲနော်ကြောက်ရဲ့ကာလာရဲ့အရေးအသွေးရဲ့ရှင်မယ်ဆိုရင်ဒီဟာလေးတွေကကာလာမစိမ်းဘူးဒါပေမဲ့ကြောက်အရေးအသွေးပိုလှတယ်3000ခွဲကျပ်ဒါလေးကကျတော့ကာလာလေးကပို့ပြီးတော့စိမ်းတယ်ကာလာပိုလှတယ်ဆိုတာမျိုးကကျတော့ဘယ်လိုပြောမလဲကြောက်စိမ်းမှာဆိုရင်အစိမ်းရောင်ကိုပို့ပြီးကြိုက်ကြတာဖြစ်တဲ့အတွက်အရောင်ပို့ပြီးတော့လှတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါကြောင့်မလို့ဒါလေးကကျတော့ဒီဖောက်ချောင်းလေးတွေကျတော့တိတ်ပြီးတော့မလှဘူးဒါပေမဲ့3000ခွဲကျပ်ပဲเนาะနောက်တစ်ခုကကျတော့ဒီခွန်ဆိုင်ပါပဲเนาะခွန်ဆိုင်အကျော်ပါ9.5လောက်တော့ရှိမယ်ခွန်ဆိုင်အကျော်ပါသူကကျတော့ကာလာစုံပါเนาะဒါလေးတွေအကုန်လုံးကကြောက်စိမ်းနဲ့ကြီးပဲလုပ်ပေးထားတာပါဖောက်ချောင်းလေးတွေတော့တိတ်ပြီးတော့မလှဘူးပရီးဖြစ်တဲ့အတွက်အဆင်ပြေပါတယ်เนาะစိတ်လို့အဆင်ပြေပါတယ်ဒီလိုကာလာစုံလေးပါဒါလေးကလည်း3000ခွဲကျပ်ပါပဲเนาะနောက်တစ်ခုကကျတော့အဖြူကိုသူကကျတော့အခုနရှေ့ရပြထားတဲ့အဖြူလေးတွေကခွန်အောက်ပါเนาะခွန်အောက်ဒါကြတော့ခွန်အကျော်ခွန်ရှစ်ဆိုင်နာတော့တော်တော်လေးနီးနေပြီပေါ့เนาะဒီလိုလေးပါဒါလေးကလည်း3000ခွဲကျပ်ပါဒီလိုမျိုးလေးတွေအလုံးလေးတွေပို့ပြီးတော့ကြီးလာမယ်ဆိုရင်အလုံးလေးတွေကဖောက်ချောင်းလေးတွေတော့တိတ်ပြီးတော့မလာတော့ဘူးဈေးနှုန်းလေးတွေကတော့အကုန်လုံးတူတူပဲဒါကြောင့်ဒါလေးကအလုံးသေးပြီးတော့ဒီအလုံးအကြီးနဲ့ဈေးနှုန်းတူရတဲ့အကြောင်းရင်းကကြောက်သားပို့လာတယ်ဖောက်ချောင်းပို့လာတယ်ကြောက်ရက်ဒီအလုံးစီညီလေးတွေပို့ပြီးလာတယ်ဒီလိုလေးတွေတော့ကွာမယ်เนาะဒီမှာကြည့်အဲ့လိုလေးတော့ကွာပါမယ်ရှင်ဈေးနှုန်းလေးတွေကွာတဲ့အကြောင်းရင်းကိုပြောပေးတာပါเนาะဒါလေးတွေရှိပါမယ်နောက်တစ်ခုကကြတော့သူ့ထက်အလုံးအကြီးဒါကကြတော့910ဆိုင်ဖြစ်သွားပြီ910ဆိုင်မှာကြတော့ तू က3000ခွဲနဲ့မရတော့ဘူးသူကကြတော့4000ကျပ်ပါเนาะဒါကအဖြူပါအဖြူဆိုပေမဲ့အဖြူကိုကြောက်စိမ်းအဖြူဖြစ်တဲ့အတွက်နည်းနည်းဟိုဘယ်လိုပြောမလဲအဖြူစွတ်ကြီးနဲ့ရှင်ရင်တော့ဒါကြီးမဖြူတော့ဘူးပေါ့နော်အဲ့လိုလေးတော့ရှိမယ်နော်ဒါခေါင်းတက်ပေးမှာပါ108လုံးပရိယုံပါပဲနော်ဒီလိုလေးတွေရှိမယ်ဒါဆိုရင်နည်းနည်းအကြားပါတာလေးပေါ့နော်အကြားပါတာလေးအဲ့လိုလေးတွေရှိပါမယ်ဒါလေးတွေကတော့4000ကျပ်ပါ
နောက်တစ်ခုကကြတော့ဒီလို28လုံးပရီဒါလေးကကြတော့2000ကျပ်ပါနော်28လုံးပရီဒါက10 size ပါပဲเนาะ610 size ပါ2000ကျပ်ပါနောက်တစ်ခုကကြတော့ဒီလိုမျိုး6လုံးပရီကို73 size မှာဒီလိုအဖြူရှိမယ်အဲစိမ်းအောင်ရှိမယ်ဒါလေးတွေကကြတော့တကုံး9000ကျပ်နဲ့ရပါမယ်เนาะဒါလေးတွေကိုမှာယူခြင်းနဲ့ဆိုရင်တော့ Viber မှာမှာယူလို့ရပါတယ်ရှင်